အားလုံးပဲမင်္ဂလာပဲဒီနေ့မှာတော့ကျွန်တော် Super Zoo Event မှာနောက် Super Zoo 5 Fort ကိုကျွန်တော်ဘယ်လိုယူရမလဲဆိုတော့ပြပြရမှာဖြစ်ပါတယ်။နောက်ပထမဆုံးအနေနဲ့ Eliminate ဆိုတဲ့အထဲမှာပေါ့နော် Super Zoo 5ကိုကျွန်တော်ဘယ်လိုယူရမလဲဆိုရင်တော့ကျွန်တော်enemy 15ကောင်ကိုကျွန်တော်ကေးရမှာပေါ့နော် enemy 15ကောင်ကိုကေးပြီးပြီဆိုရင်တော့ကျွန်တော်ဒါကိုအပိုင်ရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော် online ဆိုတဲ့ထဲမှာပေါ့နော်ဒီမှာနောက်ထပ်တစ်ခု online ဆိုတဲ့ထဲက Super Zoo 5 အဖက်မှာဆိုရင်ကျွန်တော်တို့ဂိမ်းထဲမှာပဲမိနစ်200ပေါ့နော်ဂိမ်းထဲမှာပဲမိနစ်200ဗာလဲဝင်ထားမယ်ဆိုရင်ကျွန်တော်ဒါကိုပြီးရမှာဖြစ်ပါတယ်။ Wi-Fi တွေကတော့ဒီလိုမျိုးလောက်လိုက်ပြီးရမှာဖြစ်ပါတယ်ကျွန်တော်အင်ဂျီကိုကြတော့နောက်ပွဲတစ်ပွဲဆော့မယ်ဆိုရင်တော့1 to 10ဝင်မယ်ဆိုရင်တော့ဝင်တာကိုကျွန်တော်10ကောက်လောက်မယ်ဆိုရင်တော့ကျွန်တော်အင်ဂျီရမှာဖြစ်ပါတယ်ဒီတစ်ခေါက် Super Zoo 5 Event မှာဆိုရင်တော့ကျွန်တော်တို့Vibe အတစ်တွေကိုထည့်ထားရပေါ့နော်ကျွန်တော်အရင် Vibe အဟောင်းတွေတော့ပြန်ပါလာတာမျိုးကိုကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ကျွန်တော်တို့ Vibe အတစ်တွေကိုတွေ့ရတယ် Vibe တစ်မှာဆိုရင်2ခု3ခုလောက်ပဲပါလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်တော့အများကြီးပါလာမယ်လို့တော့ထင်ထားတာပေါ့နော်ဒါပေမဲ့2ခု3ခု4 5ခုလောက်ပဲပါလာရပေါ့နော်ဒါတော့တိမ်မှသဘောမကျဘူးပေါ့တို့တော့ဒီ Super Zoo 5 Event ကိုဘယ်လိုထင်ကြလဲဆိုတော့ comment မှာရေးပြီးတော့ကြပါဦးခင်ဗျာHey bro ဘာတွေလုံးနေလဲ bro ဝင်မြဟဲ့ကြည်ရဲမှာကြည်အကောင်ဒီတတိရှိအတက်ဖွင့်လိုက်ဆမ်းပါကွာရတယ်အေးစေးရတယ် what that မြတော့စုပ်ဇိုးဆိုတာတဇိုးလည်းပဲရှိတယ်ကြည်လို့တဲ့ညို့ကီတော့ okay